အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လုပ်ကြည့်မယ် reading တစ်ခုပေါ့နော်ဒီ reading ကတော့ကျွန်တော်ကပုံမှန် random ကတ်တွေကိုချိုးမယ်ချိုးပြီးတော့အဲ့ဒီကနေပေါ်လာတဲ့အကြောင်းအရာတွေကိုမိတ်ဆွေတို့ကို reading လုပ်ပြီးတော့မှာဖြစ်တယ်ကတ်တွေကို shuffle လုပ်ပြီးအချိန်မှာကျွန်တော်တကတ်စာပြီးတော့ဆွဲကြည့်ပါမယ်ဒီကတ်မျိုးစားကြပါအဲ့တော့ဒီကံမျိုးစားကိုကျွန်တော်အနေနဲ့ reading လုပ်ရမယ်ဆိုရင်ငွေကြေးရောအဆောက်အဦအသစ်ရောပေါ့နော်ဝင်မှုရှိနေပါတယ်အိမ်တော်တွေအနေနဲ့တာသမီရနာရရှိဖို့ရှိတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့မိသားစုအနေထားဟာစီစီလုံးလုံးတိုက်တိုက်ဝုန်းဝုန်းပေါ့နော်ဒါတယောက်တစ်မျိုးစီနေရတဲ့အခြေအနေမျိုးရှိနေမယ်ဆိုရင်ပြန်ပြီးတော့ပေါင်းစည်းနိုင်မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကံတရားအရပို့ပြီးတော့ကောင်းခြင်းလေဆိုရင်ကိုယ့်ရဲ့နှစ်ဖက်မိဘလူကြီးသူမတွေကိုပို့ပြီးတော့စောင့်ရှောက်ပေးပါယူဆိုင်ပေးပါဆိုပြီးတော့ဒီကဲအဓိပ္ပာယ်ကနေဖော်ပြနေပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ပုံမှန်ဆွဲလိုက်တဲ့ကတ်ပေါ်မှာအခြေခံပြီးတော့အိတ်စီတို့ကို reading လုပ်ပေးထားတာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်